ကောင်တာလေးကတော်တော်လေးမြင်တယ်ဘယ်လက်ဒီ body shot တွေဝင်သွားတာ Oh my god hack it chip Oh my god Oh my god Oh ကဲအားလုံးမင်္ဂလာပါဗျ GTS channel မှာပြန်လည်ကြိုဆိုလိုက်ပါမယ်ဒီကနေ့မှာတော့ဒီလာမယ့်တနင်္ဂနွေနေ့ဇွန်လ29ရက်နေ့ UFC 317 International Fight Week ကာလကြီးမှာရှင်ပြိုင်ထိုးတက်သွားရမယ်ဂျိုရှော့ဘန်ရဲ့ပွဲစဉ်ကောင်းတဲ့ပွဲလေးကိုပြည်သက်တွေနဲ့အတူအစဆုံးလေ့လာကြည့်ရှုပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်ကောင်းတဲ့ပွဲကိုကြည့်ရှုရင်းနဲ့ဂျိုရှော့ဘန်အနေနဲ့ဘယ်လိုစွမ်းဆောင်ရည်ကောင်းမျိုးတွေချပြသွားခဲ့တယ်လဲဆိုတာကိုကြည့်သွားမှာဖြစ်ပါတယ်အဲ့တော့ပြည်သက်တွေအားလုံးသိရှိခဲ့ကြပြီးသားအတိုင်းပဲကျွန်တော်ရှိရတဲ့မှာဆိုရင်တော့ဂျိုရှော့ဘန်နဲ့ Brandon Royval တို့ရဲ့ပွဲစဉ်ကောင်းလေးတွေကိုကျွန်တော်တင်ဆက်ခဲ့ပူတာရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်လည်းဂျိုရှော့ဘန်ရဲ့စွမ်းဆောင်ရည်ရောပြီးပြီဆိုရင်Brandon Royval ရဲ့စွမ်းဆောင်ရည်ရောပေါ့နော်ကျွန်တော်အသေးစိတ်တုံးတက်တင်ဆက်ပေးခဲ့တာရှိတယ်ပေါ့နော်ဒါအပြင်ကျွန်တော်ဒီပွဲကြိုတုံးတက်ချက်အနေနဲ့ပေါ့နော်ဒါအထူးတုံးတက်ချက်ပုံစံမျိုးလေးလည်းဒါတင်ဆက်ပေးထားခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါဂျိုရှော့ဘန်နဲ့ Brandon Royval တို့ရဲ့ပွဲကြိုတုံးတက်ချက်ကိုတော့ထပ်ပြီးတော့မှမတင်ဆက်ပေးတော့ပေါ့နော်အဲ့တော့ဒီကနေ့ဒီဗီဒီယိုမှာတော့အဓိကအားဖြင့်ကျွန်တော်တို့မြန်မာပြည်သက်တွေအားပေးရတဲ့မြန်မာကချင်းဖိုင်တာတူဖြစ်တဲ့ဂျိုရှော့ဘန်ရဲ့ပွဲစဉ်ကောင်းလေးတွေကိုကျွန်တော်ထပ်မံကြည့်ရှုတင်ဆက်ပေးတော့မှာဖြစ်တယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်အခုပဲစလိုက်အောင်ပါ။အဲ့တော့ဒီပွဲစဉ်ကတော့Fury FC 16ဆိုတဲ့ခေါင်းစဉ်အောက်မှာ2022 April 24ရက်နေ့မှာရှင်ပြထိုးတက်သွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလေးပဲဖြစ်ပါလိမ့်။ဂျိုရှော့ဘန်ကတော့အနီတောင်းကပါ။တစ်ဖက်က fighter ကတော့Angelo Trujillo လို့ခေါ်တယ်ပေါ့နော်။ Okay ကြည့်လိုက်အောင်ဗျ။ Round 1ဖြစ်ပါတယ်။အိုးစတာနဲ့ကျွန်တော်ထိတ်တောင်ရယူပဲ။အပကတိကျွေးထားတယ်ဂျိုရှော့ဘန်နေနဲ့ကောင်းတယ် right hook တွေစတိုက်ပြစ်ကျွေးထားတယ် back position ရယူထားတယ်ဗျ။အိုးတောင်ရိုက်ထားတယ်ဂျိုရှော့ဘန်သူတိုက်ထားတယ်ဗျ။အပြာတော့က fighter တော့ US က fighter ဖြစ်ပါတယ်။အဲ့တော့အရက်မောင်းအဖြစ်ကြည့်လိုက်မယ်ဆိုရင်တော့ဂျိုရှော့ဘန်ထက်ပူလာတွေ့ရတယ်ပေါ့နော်9ဘီနဲ့4ရှိတယ်ဂျိုရှော့ဘန်ကတော့9ဘီနဲ့9ဖြစ်ပါတယ်the let's take down အောင်မြင်စွာရယူသွားနိုင်ခဲ့တယ်ကြာတော့က fighter အနေနဲ့ဂျိုရှော့ဘန်အနေနဲ့ဒီ ground ပြီးခံလိုက်ရတဲ့အနေအထားတွေဘယ်လိုမျိုးရုံထပြတ်သွားနိုင်မလဲပေါ့နော်ကျွန်တော်တို့စိတ်ဝင်စားကြည့်လိုက်ရအောင်ပါဟိုဒီကိုရီတင်းပုံစံမျိုးနဲ့ချုပ်ထားတယ်ဒီဘက်ကဒူးတိုက်ထားတယ်စိုးရင်ရတယ်ဗျထိလိုက်ဘူးအကစ်ကောင်းတယ် right hook ပါတွဲပြီးတော့ဝင်ထားတယ် look ကန်ထားတယ်ဗျအိုးကောင်တာလေးကတော်တော်လေးမြင်တယ်ဘယ်လက်ဒီ body shot တွေဝင်သွားတာ Oh my god hack it chip Oh my god ဟာချက်ချင်းကိုပွဲရလိုက်တယ်ဗျာတန်က Oh my god ဂျို hack it တော်တော်လေးကိုကောင်းတယ်ဗျာပွဲသိမ်းတာတော်တော်လေးကိုမြင်တယ်ဗျာဒါပထမချီကတော့ ACC ရှင်ပြိုင်ထိုးတက်မယ်လို့ထင်ထားတဲ့အနေထားမှာဂျိုရှော့ဘန်အနေနဲ့hack it ကန်ပြီးလိုက်တာတော်တော်လေးကိုလောက်ပန်းတည်တက်တယ်ဗျာLadies and gentlemen, your next match. Okay, အဲ့တော့ကျွန်တော်နောက်ထပ်ပွဲစဉ်ကိုသွားလိုက်အောင်ပါ in the Fury FC Flyweight Division. Introducing to you အဲ့တော့အခုကျွန်တော်ကြည့်ရှုသွားမယ့်ပွဲစဉ်ကတော့ဂျိုရှော့ဘန်အနေနဲ့ဒီ professional MMA ပွဲစဉ်ဒါပထမဦးဆုံးအနေနဲ့ရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်တွေဖြစ်ပါတယ်အဲ့တော့ Fury FC 52ပေါ့နော်2021ဘာလာဆက်ခဏရနေမှာရှင်ပြိုင်ထိုးတက်သွားခဲ့တာဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကဂျိုရှော့ဘန်ကတော့အပြာတောင်းတော့ဗောနော်ဒါတစ်ဖက်ကဒီနေ့ရှင်ပြထိုးတက်သွားတဲ့ fighter ကတော့ဒါအနီတောင်းကနေတူနီ Esquave ဆိုတဲ့ fighter ဖြစ်တယ်ဗောနော် fighter ကတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဂျိုရှော့ဘန်ထက်အရင်မောင်းတာတယ်သူကလည်းဒါ US က fighter ဖြစ်တယ်ဗျဒီကတော့9ဘီနဲ့9လက်မရှိတယ်โอเคRound 1စတင်တော့မှဖြစ်ပါလေဒီပွဲစဉ်မှာရောဒါဂျိုရှော့ဘန်အနေနဲ့ဘယ်လိုမျိုးစွမ်းဆောင်ရည်ကောင်းနေကြတာသွားခဲ့တယ်လေဆိုတော့ကျွန်တော်ကြည့်မှာဖြစ်ပါလေဒီနေ့ပြဖိုင်တာကူကပထမချီ
ဖြစ်တဲ့အတွက်ကြောင့်လှုပ်ရှားမှုအရာတော်တော်လေးကိုညင်ကြတယ် And I thought he was going to gas. He did not gas in his last round. Granted, it finished in the first round, but pace was high and it stayed high. To be 18 again. And again, this is one of those fights where, you know, fighting with your hands down works until it doesn't. ဂျပန်ထိပ်တောင်ရိုက်ကိုကြိုးစားနေတယ် Very စင် dangerous. ကလက်ထိပ်တောင်ပုံစံမျိုးနဲ့ Josh would actually Double wrestle leg takedown. along this fight to just takedown neutralizeလို့ the ရသွားတယ်ဗျာ predictability and Then power of yeah. Tonatu Esquivel. ဒီ Sure enough, body he shoots early. ထိုးထိန်ချုပ်ခြင်းကိုခံထားရတယ် Good transition there from Thong. ကောင်းတယ် Looking ဗျာ for ခု those ရ elbows ရ to the ရ thigh. Those ပေါင် things ပြီး really လမ်း get your ပြီးမှထု attention. တွေ့ရ And တယ် we get a scramble by Esquivel. Beautiful scramble to get back to his feet by Esquivel. ပြီးတော့မှထိပ်တောင်ရိုက်ကိုကြိုးစားတဲ့အချိန်မှာပြန်ဖက်ရဲ့ဒီ The right decision. ဝီထိုင်းခနစ်တူတို Nice င်ချက် job from တွေထိခံ Esquivel. သွားရတယ်ဗျ Bringing it back to the center. I'll tell you, Josh is scrappy. He's got a chin. He has some power. I would not stick my chin out there in front of him. You can tell that's Tonato's style. Bait guys in, maybe counter, ခနစ်တူတိုက် exit ထား out တယ် from the kick. ဂျပန်အနေနဲ့ Looking for that tie အပတ်က clinch. တွေအပြန်လန်းကျွေးထားကြတယ်ဗျ Dirty boxing. Man, ဂျင်ဖက်က reach အားတာတယ်ပေါ့နော်တို့ဒီမနေ 18-year-old fighter. reach ကို That ကောင်းကောင်းအသုံးချနိုင်တာပြီးတော့တွေ့ရအိုးအပတ်ကတွေစက်တိုက်ကျွေးထားတယ်ဂျော်ချောပန်အနေနဲ့ visibly body shot staggering combo တွေဝင်ထားတယ် Yeah, Esquivel may still be hurt a little bit. Stand fight ပိုင်းမှာကြည့်ရသလောက် Just a little bit. That connected ဂျင် pretty ဖက်က hard. လည်းတိတ်ပြီးဂျော်ချောပန်ကိုရှင်းနိုင်တဲ့အနေအထားမျိုးမတွေ့ရဗျ Double underhooks. Hit some shoulder strikes. Offense everywhere. Toe stomp action. ခုံးနဲ့လမ်းတိုက်ထားတာမျိုးတွေ့ရတယ်ဗျ Esquivel is. Only thing that I think Shooter strike ပေါ့နော်ပြောမယ်ဆို Asian experience is the lack of experience. And again, his pacing is high. And I just don't know if this could be, you know, withheld for 15 minutes. Coming into this fight to another amateur. အဲ general right ကိုဝင်ထားတယ်မထီးဗျ Big right hook there from Tomatua. You know, these kicks, they do take a lot of steam. That was a quick first 3 minutes of this matchup. ကျွန်တော်ရဲ့ဒီချင်း fighter ပြောဆိုအရက်မောင်းကနည်းနည်းလေးပူတော့ Land a really good low kick. ဂျင်ဖက်ရဲ့ဒီ range ထဲကိုဝင်ပြီးတော့မှရှင်ပြန်ထိုးတက်ရတယ်ကောင်းတယ်ပဲချက်ဝင်တော့ right hook ဝင်နေချင်မှာဘက်က fighter အနေနဲ့ပြန်ပြီးလမ်းဖမ်းလိုက်တယ်ဗျထိတောင်ရယူကိုကြိုးစားနေတယ် Wow, interesting lock up ထိ there. တောင် defense ကဂျော်ချောပန်အနေနဲ့ Hip wrap while he's standing and trying that. ဒါကောင်းတယ်လို့ပြောလို့ရတယ်ပေါ့ level တစ်ခုရှိတယ်ဂျင်ဖက်တွေကိုတူနေတယ် And it's in, ထိ you တောင် know, ပြီး Matt ခင်ရတာ Riddle actually back in the UFC maybe ပွဲ 14 စီ years ago. ကြည့်ရှုပြီးတော့တွေ့ခင်ရပါ Get ဘူး a finish to standing head. တို့လည်းလေ stand position ပြန်ပြီးတော့မှရုံထားပြနိုင်ခဲ့တယ်နော်ဆွမ်းဆောင်ရအောင်ဆိုကြပဲအိုးကျွန်တော်လမ်းဖင်းတော့ right hook တစ်ချက်ဝင်လိုက်တယ်ပြန်ဖက်ဖက်ကလည်းလည်းပြတော့လို့ရတယ်ဗျ Yes, but I'll throw the cardinal. ဒီကလေး take down ထိချုပ်ထားတယ်တောင်ရယူကြည့်သားနေမအောင်မြင်မြချောပန်ကောင်းတယ် defend လုပ်ထားတာအိုးအပခက်ကြီးကျွေးထားတယ် Esquivel's on this double. And these two are throwing down here at Fury Fighting Championship တိုက်ထားတယ် 52. အိုး left hook right hook Exchange there. Josh Thong's best shots have been in from the clinch or from the wrestling exchange. Spinning back kick ကောင်းတယ်ဗျာ Esquivel lands flush on Thong's head. My goodness. ပြန်ဖက်နည်းနည်းလေးတက်လုံးကြလာတယ်လို့ဒါခံစားရတယ်ဗျဒီခါလေးကြည့်လက်ပံကြနေလို့ဖြစ်တဲ့ပုံစံရ Amateur, but he wanted decision, and it was the pressure that I believe was the great Oh my axe God, kick Gio. there from Tomatua. That lands right on top of that shoulder of Thong. ကောင်းတယ်ဂျော်ချောပန် right hook left hook တွေဝင်ထားတယ်ဗျ Clean him though, that's risky. Josh Thong's got some power. ကျွန်တော်ဖမ်းတော့ right hook နှစ်ချက်ပြစ်ဝင်ထားတယ်ကောင်းတယ်ဗျ Is one of his favorite counters to catch ဂျော် and ချောပန် throw. ကပါနဲ့တယ်လို့ပြောလို့ရတယ်ဗျတစ်ဖက်ကခြေကန်ချက်တွေကိုသူ့နဲ့ချိန်သားကြိုက်ပြီးဖမ်းနိုင်ခဲ့တာမျိုးတွေ့ရတယ် Lands a good two-piece. And another one. Bouncing ကြ in ည့်ရ and တဲ့ out. အနေထားလောက်ဆိုအချီကြာလေး Very တစ်ဖက်ကအနီတောင်းဖိုင်တာအနေ down နဲ့ there by Esquivel. ပိုပြီးတက်လုံးကျသွားနိုင်ရှိတယ်ကျွန်တော်ထင်ရ Keeps တော့ marching forward. Esquivel hits him. ဒါဒုတိယချီတတိယချီလောက်မှာဆိုဂျော်ချောပန်နေတဲ့ဒါအခွင့်အရေးရမှုများတယ် Still with those hands down. ပထမချီပဲရှိသေးတယ် Very သူ risky, တက် especially လုံး up ကျ against နေတာ the cage. တွေ့ရတယ်ဗျ Not really a place to retreat to. ဟိုး right hook စားခံလိုက်ရတယ်ညနေလားမြင်းနေဗျလက်တီးရတော့ဟဲ့ဆက်ချိန်ထားလေကောင်းတယ် spinning back kick ကန်တဲ့ချိန်မှာလမ်းပြီးဖမ်းလိုက်တယ် There goes for a spinning back kick. and ပပူစီ Esquivel ရယူထားတယ်အိုးစိုးရင်ရတယ်ပေါ်ကိုဒူးနဲ့တိုက်ထားတယ်ထပ်ပြီးတိုက်တယ် That is, man. I know that hurt. I wish I would see more Okay, of that inverted fighters at triangle the lock. low level is that ရယူကိုကြိုးစားနေတဲ့ချိန်မှာ
You don't see that အမချီ enough. ပြီးဆုံးသွားပြီဖြစ်ပါ Talk လေ about he maximized his opportunity with power in that knee. I mean, as soon as they got in position, his whole body reared up and then came down right on the ribs. Man, I can't wait to see some of မ the တရားတော့ highlights ဖြစ်တယ်ဗျ from ကျော်ရှော့ this ဗန်နေနဲ့ flyweight matchup because, professional man, I နဲ့ mean, ပွဲစဉ်ပေါင်းပထမဦးဆုံးနေရှိပြီးသူတက်မဲ့ပွဲစဉ် full မှာ throttle on the gas pedal the စ whole ပင်း round. အကြောင်းဆိုးပြီးတော့မှရှိနေသူတက်နေတာတွေ့ရတယ် Yeah, နော် Esquivel, a very entertaining fighter. Hello,ကျွန်တော် if ပုံမှန် nothing else. တွေ့နေကြသူ့ရဲ့ကစားပွဲတော်တော်များများကစပင်းမဲရောက်နေပေါ့နော်ပွဲ This စဉ်မှာ crazy scramble where he comes out on ကာလာ top. သမီး Off နဲ့ the cage. တွေ့လိုက်ရတယ် I mean, and both of these fighters, I mean, if you look at their faces, they both, like, there's Taka. not a hint of ဒါခလစ်နေထားနေ disconfidence သူ in နဲ့ there. I တိုက် mean, တာ they're တွေ့ရတယ် still going, looking at တော်လေး 100% နေနေ confident တယ် they're ဗျ going ကျော် to ရှော့ take ဗန် it. ကြည့်စ Yeah, you just saw there Josh Thomas uppercut there from the clinch. တော်လေးမြင်ရတာမျိုးတွေ့ရတယ် Jumping round kick on the pop kick. I mean, this is fun. Yeah. And both guys having a lot of trouble holding the other one down to the ground whenever they get in a position, creating these scrambles. Okay round 2 ဖြစ်ပါလေ Crazy ကြည့်လိုက်အောင်ပါ Round 2 underway. Explosive flyweight matchup between Joshua Fang ဘက်က and ဖိုက်တာလည်းပြောတော်တော်လေးပိန်တော့ See, Esquivel ဖိုက်တာမျိုးအရက်မောင်းနိုင်ရှင် back ကြ in ည့် the လိုက်မယ် step. ဆိုရင်ကျော်ရှော့ဗန်ကတော်တော်လေးကိုပူနေတာမျိုးသတိထားမိတယ်ပေါ့နော်တကယ်အရက်မောင်း9ပြီခုံပဲရှိတာ Cartwheel kick that landed. Not flush, but that would have scored on a copy strike. သူပိန်တဲ့ဖိုက်တာလေးတော်တော်များများဆိုရင်အဓိကဘော်ဒီကိုအဓိကတိုက်ခိုက်မယ်ဆိုရင်ဒါနိုင်ဖို့ပြီးပို့ပြီးတော့များကြတယ်ပေါ့နော်ကျွန်တော်သတိထားမိတာဒီ one championship မှာ Esquivel. But Long Propicio will not be Advantage ဆို denied. တဲ့ ဖိုက်တာပေါ့နော်ဒီဖိုက်တာက Grip under the chin. I thought he was ကိုရီးယားဖိုက်တာတစ်ခု guillotine action. ခင် Got an ဗျာ underhook, ပေါ့နော် super ဒါ reverse. ကျွန်တော်တို့117 1လာ117 2ပါလာမသိဘူးเนาะအဲ့ဒီမှာ Position he wanted to be in. ဒါသူတို့ချန်ပီယံကပ်လူပွဲအနေနဲ့ရှိနေသူတက်ကြတယ်အဲ့ဒီပွဲမှာဆိုတော့စီဝါနာဒီရဲ့ဒီဒူးတိုက်ချက်က Curious if Long is going to Korea back up fighter. and let him restart ခွ from န် the center. ကြီးကိုတော်တော်လေးအထိနာပြီးတော့မှဒါရှုံးပြလိုက်ရတယ် Bide เนาะ his time and see what opens up in this position. Josh, gotta be careful. Tamatu is the kind of guy who would get an up kick knockdown. ဒါအပြင်ကျွန်တော်တို့ Such dynamic ဒီ kicks. နောက်ထပ် such ဖိုက်တာ wide တူ range ရှိသေးတယ် strength. ပေါ့နော်ဒါတီယထန်အနေနဲ့အရှုံးပြလိုက်ရတဲ့ဖိုက်တာ So, ဒီ good ဖိုက် choice တာ there by ကျွန်တော်နာ Long. မည်တော့မိနေဖိလစ်ပိုင်ကဖိုက်တာပေါ့နော် Right hand ဂျီ over ဗ the နီ top ပစ်က there. တက်လာမသိဘူးဟုတ်တယ်ဗျဂျီဗ Yeah, နီ Thong ပစ်က doing တ a က်က great သူ job လေ with overhand right. Every time ဒါအဲ့လို Esquivel throws a ဘော်ဒီ kick, သူကတော့ပြောဆိုဘော်ဒီကတော်တော်လေးကောင်းတဲ့အနေထားမျိုးမှာအဲ့တိုက်ချက်စားခံနေတဲ့ကျွန်တော်လုံးဝ Looking for that big right အရှုံးပေးလိုက်ရတယ်ပေါ့နော် Usually when you're taller for the weight class, you'll lean out of strikes a lot. That can just be a recipe for a nasty knockout. Takedown attempt by Esquivel. ဖန်ကောင်းတယ်လုံးဝကျွန်တော်ထိတ်တောင်ကျသွားတာမျိုးတွေ့ရ Still ပြန် in a ပြီး position တော့ where he ဒီ can မှာ turn the corner and see if he can make something of it. Esquivel doing a great job with his hand position. ကဲကဲ Making ဖြ sure ည်းဖြည်းနဲ့ that arm ယုံ didn't ထားလာ go ပြီ to the chin. ကျော်ရှော့ဗန်နေနေ But again, not able to hold Thong down. Oh my god Oh don't check right hook Oh my god yes sir ဗျာတိုက်ချက်က Huge knee there from Joshua Kaya Thong. parang You immediately saw lumabas the ang buwang facial kinabya. expressions of Esquivel. They Okay, were bad. gone din yan. Joe Solis did a Right check. phenomenal job identifying Joshua that and Van Nino. tackling Josh Di lami. Tanatua. ဒီကျွန်တော်ဆက်ကူရနေပွဲစဉ်မှာ Joshua နော် Thong there, A clinch winning his in the pro tower. debut Don't check in it. impressive fashion. ခွင့်ရရတယ်တုံးသွားနိုင် Let's ချင် take a ကြ look ရ at ဗျ the highlights of that. Brandon Right ကိုနေနဲ့ Cartwheel kick here from အပုတ်က Tanatua. လာမယ်ပေါ့နော် I'm telling you, curious to see those ဒါ knees. နောက်ဒီမှာလည်းကျွန် They တော် were ကျော်ရှော့ဗန် loud. ကြီးစုထားခဲ့တာ Yeah, တွေ့ that ရတယ် landed right on ဒီ the လို floating rib. ဒါပရိသတ်တွေများများပြောကြတယ်ပေါ့နော်ဒါ Brandon Right ကိုနေနဲ့ Tanatua still laying down here. ကျော်ရှော့ဗန်နဲ့ပွဲမှာပေါ့ That နော် was a really good ဒါ reversal. ခေါင်းဒိန်းကိုအဓိကဦးတည်ပြီးတော့ကစားကြလိမ့်မယ်ဆိုပြီးတော့ပြောထားတယ်ပေါ့ဒါပြောတဲ့အကြောင်းရင်းကလည်းကျွန်တော်ရဲ့အနေနဲ့ Lift that arm up, throw those knees. ဒီ Brandon Right က stand fight ပိုင်းမှာကျော်ရှော့ဗန်ကိုလုံးဝရှင်လို့မရတဲ့အတွက်ကြောင့်ပြောကြတာလည်းဖြစ်နိုင်တယ် Throws that knee very တကယ်ပဲဒါ that floating rib. ဂျိုရှော့ဗန်နေနဲ့လည်းဒါ Brandon Right Beginning နဲ့ of the ပွဲမှာ end, ပေါ့နော် right there, ဒါ right သူ on the တို့ရှိနေ button. ထူးတဲ့အချိန်မှာဒါ stand fight နဲ့အကဲဆန်းလို့အချင်းတူရပြီဆိုတော့ Brandon Right ကိုလေးနဲ့ကလည်း Man, ဒါ ground ပိုင်းကိုဦးတည်ပြီးတော့မှဒါ I've က been စား to နိုင် victim ချင်ရှိတယ် of ပေါ့ body shots, and Pero, it just ano, takes chini yourမျိုးမှာဆို soul တော့ away from you. ဒါဂျိုရှော့ဗန်အနေနဲ့ဒါဘယ်လိုမျိုး Yeah, when it ခု hurts ခံ to ကောက်ွယ် breathe, that's တော့ပြ a မယ်ဆို bad တော့ deal at MMA. ဒါဒီကဒီလေးတွေပါပြီးတယ်ပေါ့အဲ့ဒီအချိန်မှာဂျိုရှော့ဗန်ကဒါ ground ကစားမယ်ဆိုတော့ဒါသူ့ Again, just like last time, I can't wait to see ဘာ both မှ of these guys fight again. But ဒီနက်ကလည်းပြင်းချုပ်ပြီးတော့မှဒါအနိုင်နိုင်ပြမယ်ဆိုတော့ပြောဆိုတော့ခဲ့တယ်ပေါ့
ကျော်ကျော်ပန်ကတော့လုံးဝနာမည်နဲ့ကိုလိုက်တယ်ဗျာ stand ကစားမယ်ဆိုရင်သူကငကူကနေအဆင်ပြေပြီးတော့ပေါ့နော်ဒါ ground ပိုင်းလာမယ်ဆိုရင်သူကလုံးဝကျွန်တော်တို့ဒါပြန်ဖက်ကိုတုံ့ပြန်လိုက်တာကသူ့ရဲ့စကားမှာကတည်းကဆိုရင်ကြောက်ကြောက်နေအများကြီးပါနေတယ်သူကနာမည်နဲ့ကိုလိုက်တယ် fearless ဖြစ်တယ်ဗျာကျော်ကျော်ပန်ပါโอเคအဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒါပရိသတ်တွေနဲ့ကျော်ကျော်ပန်ရဲ့တော့ပွဲစဉ်ကောင်းနှစ်ပွဲလေးကိုကြည့်ရှုပြီးတော့ခင်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်